بسم الله الرحمن الرحيم ရခိုင်ပြည်နယ်ကိုဝင်ပြီးအကြမ်းဖက်လုပ်ရက်တွေကျူးလွန်နေတဲ့မွတ်စလင်လက်နက်ကိုင်အဖွဲ့တွေကိုထောက်ပံ့ကူညီမှုတွေမပြုလုပ်ဖို့ဘင်္ဂလားဒေ့ရှ်ဂျာဖက်အစိုးရကိုအော်တိုဘာလ17ရက်နေ့မှာအာရခတပ်တော် A ကသဘောထားကြေညာချက်ထုတ်ပြန်ပြီးတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ Arakan Rohingya ကယ်တင်ရေးတပ်မတော် ARSA နဲ့ Rohingya စီးလုံးညီညွတ်ရေးအဖွဲ့ RSO တို့ဟာဘင်္ဂလားဒေ့ရှ်နယ်စပ်ကိုအခြေပြုပြီးရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွေဖြစ်တဲ့ဘူးသီးတောင်မြို့နယ်နဲ့မောင်တောမြို့နယ်တွေကိုဝင်ရောက်ပြီး AA ရဲ့တပ်ဖွဲ့ဝင်တွေအပါအဝင်အရသားပြည်သူတွေကိုတပ်ဖြတ်ချင်းချောက်မှုတွေလှုံ့ဆော်နေကြတာဖြစ်တယ်လို့ AA ကဆိုပါတယ်။ဒီလိုမျိုးအကြမ်းဖက်လုပ်ငန်းတွေလုပ်ကင်ဖို့အတွက်ဘင်္ဂလားဒေ့ရှ်နယ်ခြားဆောင်တပ် BGB ရဲ့အရာရှိတချို့နဲ့တပ်ဖွဲ့ဝင်တွေပါဝင်ပတ်သက်မှုရှိနေပြီး AA နဲ့တိုက်ပွဲတွေမှာတန်ရာရကြဆုံးတဲ့ ARSA အလောင်းတွေကိုဝိုင်းကူထမ်းပို့ပေးတာစေကူပေးတာရိတ်ခါနဲ့လက်နက်ခဲယမ်းတွေကိုထောက်ပို့ပေးတာလုံခြုံရေးယူပေးတာဝေဟင်ကင်းထောက်ပေးတာရေဒါစနစ်တွေကိုအသုံးပြုပြီးစစ်ရေးဆိုင်ရာအချက်အလက်တွေကိုကူညီထောက်ပံ့ပေးကတွယ်ဝိုက်ပြီးတိုက်ပွဲဝင်လျက်ရှိတယ်လို့ AA ကပြောထားပါတယ်သူတို့ကတော့ဒီနိုင်ငံထနိုင်ငံကအဓိကအထောက်ပံ့ကိုယူပြီးတော့အကြမ်းဖက်မှုလုပ်ငန်းကိုပို့ပြီးတော့ခက်စိတ်လှုပ်လာတဲ့သဘောဖြစ်တယ်အထူးသဖြင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရဘက်ကလည်းသူတို့အထောက်ပံ့ကိုရတယ်လို့ဒီဘက်ကနာဆာကလည်းရခိုင်ရဲ့နောက်ကျောကိုဒေါ်နယ်ထူဘောတော့ဆိုရင်ဒီအာဆာအဖွေးတော့ RSO အဖွေးတော့ကိုသူတို့ကလက်နက်တွေတက်ဆင်ပေးတယ်မြောက်ပေးတဲ့သဘောတွေရှိရတဲ့ဒီ NA ကတနေ့ထက်တနေ့ပို့ပြီးကြီးထွားလာတဲ့ပုံစံမျိုးဖြစ်နေတယ်Alhamdulillah wahda والصلاة والسلام على من لا نبي بعده ရသားဆိုရလက်ထက်2016ခုနှစ်မှာမြန်မာနယ်ခြားဆောင်ရဲစခန်းတွေကိုတိုက်ခိုက်ခဲ့တဲ့မွတ်စလင်လက်နက်ကိုင်အဖွဲ့တွေဟာရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွေကို AA ကသိမ်းပိုက်ပြီးတဲ့နောက်မှာလည်း AA ရဲ့တပ်စခန်းတွေနဲ့ရသားတွေကိုပြန်လည်ပြီးတိုက်ခိုက်မှုတွေပြုလုပ်လာတာဖြစ်ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ17ရက်နေ့ကမောင်တောမြို့နယ်မြောက်ပိုင်းလက်ရခွဆုံတောင်ဘက်မှာမွတ်စလင်လက်နက်ကိုင်10ဦးကဆိုင်ကယ်ကယ်ရီမောင်းသူ3ဦးကိုခြုံခိုတိုက်ခိုက်ခဲ့တာကြောင့်2ဦးသေဆုံးပြီး2ဦးအပြင်းထန်ဒဏ်ရာရရှိထားတယ်လို့ AA ကထုတ်ပြန်ထားပါတယ်။ဒါအပြင်မွတ်စလင်လက်နက်ကိုင်အဖွဲ့တွေဟာရခိုင်နဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်နေထိုင်ကြတဲ့မွတ်စလင်မဟုတ်တဲ့ရခိုင်ပါဝင်အခြားမျိုးနွယ်စုတွေကိုတပ်ဖြတ်မှုတွေဟာစက်တင်ဘာလအတွင်းမှာပဲ3ခုနဲ့အထက်ရှိခဲ့တယ်လို့ AA ကဆိုပါတယ်အရင်တော့ဒုက္ခသည်စခန်းမှာဒီလိုလက်နက်ကိုင်အဖွဲ့အစည်းအချို့လုံခြုံမှုရှိခဲ့တယ်ဒါပေမဲ့ဘင်္ဂလားဒေ့ရှ်လုံခြုံရေးတပ်တွေကဒီဒုက္ခသည်စခန်းကနေသူတို့ကဒီနေရှိတဘောမျိုးတိုက်ထုတ်တယ်ဆိုတာမရှိခဲ့တော့အခုကဒုက္ခသည်စခန်းမှာဒီလက်နက်ကိုင်အဖွဲ့အစည်းရဲ့လုံခြုံမှုကတော့မရှိတော့ပါပဲငါနဲ့ကြတော့တောင်းတဲ့မှာရှိတော့ရှိနေတယ်ဒါပေမဲ့စကန်းအတွင်းမှာတော့လက်နက်ကိုင်အဖွဲ့အစည်းရဲ့လှုပ်ရှားမှုတော့မရှိပါဘူးဒီအရေးသားပဲဖြစ်ဖြစ်စီဒူလူတို့အပေါ်တိုက်ကြိုက်လို့ဆိုမှုကိုကျွန်တော်အနေနဲ့တောင်းမှလက်ကနိုင်ကြမရှိပါဘူးဒါကိုကျွန်တော်အနေနဲ့ပြင်ပပါတယ်ဒီလက်နက်ကိုင်အဖွဲ့အစည်းပဲဖြစ်ဖြစ်အရေးသားပြည်သူတွေကိုရဲ့လုံခြုံရေးကိုဒါသူတို့အနေနဲ့ဆောင်ရွက်ဖို့လိုပါတယ်ARSA နဲ့ RSO အဖွဲ့တွေကိုဘင်္ဂလားဒေ့ရှ်နယ်ခြားဆောင်တပ် BGB ကလက်ခံပြီးထောက်ခံအားပေးနေတယ်ဆိုတဲ့အာရခတပ်တော် AA ရဲ့ဆွဆွဲချက်ကို BGB ကစက်တင်ဘာလ29ရက်နေ့မှာညှင်းဆိုထားပါတယ်။ AA ကတော့ဒီလိုရက်တွေဟာဘင်္ဂလားဒေ့ရှ်နယ်စပ်မှာအခြေခံပြီးဖြစ်ပွားတာလို့ယူဆထားပြီးဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေအနေနဲ့ဒါတွေကိုထိန်းချောင်းပေးဖို့တောက်လျှောက်တောင်းဆိုနေတာဖြစ်ပါတယ်။မွတ်စလင်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့အကြမ်းဖက်လုပ်ရက်တွေကိုအရေးယူထိန်းချောင်းမှုမရှိဘဲဘင်္ဂလားဒေ့ရှ်ဂျာဖက်အစိုးရအနေနဲ့ဆက်လွတ်ထားမယ်ဆိုရင်နှစ်ဖက်နယ်စပ်တည်ငြိမ်ရေးလုံခြုံရေးဆက်ဆံရေးနဲ့နှစ်ဖက်ယုံကြည်မှုတွေကိုဆိုးရွားစွာထိခိုက်လာစေနိုင်မယ်လို့ AA ကဆိုပါတယ်